TV စစ်တာကရိုးရှင်းပါတယ်လို့ပြောပါတယ်Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာကတော့ကျွန်မကနေပြီးတော့မှ TV ထိုးထားတယ်ဆိုလို့ရှိရင် TV ဘယ်လိုစစ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် TV စစ်တာကရိုးရှင်းပါတယ်လို့လည်းပြောပါတယ်ဒါပေမဲ့ကျွန်မကပို့ပြီးတော့ထင်သာမြင်သာရှိအောင်ပေါ့နော်ကျွန်မဒီဗီဒီယိုလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ဆိုတော့ TV ကိုမသိတဲ့သူတွေအတွက်ပြောပြချင်ပါတယ် TV ဆိုတာဘာလဲပေါ့နော်ဆိုတော့ TV ဆိုတာကတော့ diversity visa လို့ခေါ်ပါတယ်သူကတော့ဒီ America ကိုလာပြီးတော့ပေါ့နော်နေထိုင်အခြေချအလုပ်လုပ်ခွင့်ရတဲ့နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ် TV တော့မဟုတ် green card ကန်ဆန်းတာလို့တော့အသိများတယ်ပေါ့နော်ဆိုတော့ကန်ဆန်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရချင်မှာတော့ရမှာပေါ့နော်ဒါပေမဲ့ဒါကကွန်ပျူတာစနစ်နဲ့ randomly ရွေးချယ်ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမပါဘူးလို့လည်းမပြောနိုင်ဘူးပေါ့နော်အဲ့တော့ကိုကအမေရိကကိုသွားဖို့စိတ်ကူးရှိရဆိုလို့ရှိရင်တော့ကျမတို့ DV ကလည်းထိုးတဲ့အထင်းမှာပါပါတယ်ဆိုတော့ DV ကိုကျမတို့ကဘယ်လိုလူမျိုးတွေထိုးလို့ရလဲပေါ့နော်ဆိုတော့သူကအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ကျမတို့အမေရိကကိုရွှေ့ပြောင်းနေထိုင်တဲ့နှုံနှိမ့်နဲ့နိုင်ငံပေါ့နော်အဲ့ထင်မှာမြန်မာနိုင်ငံလည်းပါတယ်ဆိုတော့ဒါကျွန်မမြန်မာနိုင်ငံသားတွေကြတော့အကျုံးဝင်နေပေါ့နော်ဆိုတော့နံပါတ်1နံပါတ်2အနေနဲ့ကြတော့ကျွန်တော်တို့ကအထက်တန်းအောင်ထားသူဖြစ်ရပါမယ်သို့မဟုတ်လို့ရှိရင်လွန်ခဲ့တဲ့9နှစ်အတွင်းမှာအလုပ်အတွေ့အကြုံနဲ့ပေါ့နော်ရှိထားတဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီDV ကိုထိုးလို့ရပါပြီဆိုတော့ကျွန်တော် DV ကိုဘယ်လိုချိန်တွေမှာထိုးလို့ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်နေ့တစ်နေ့ရဲ့အောက်တိုဘာလောက်ဆိုရင်တော့ဖွင့်တယ်ပေါ့နော်အဲ့တော့အောက်တိုဘာကနေနိုဝင်ဘာလအတွင်းထိုးလို့ရမယ်ပြီးလို့ရှိရင်တော့သူကနောက်တစ်နေ့ရဲ့မေလဆိုလို့ရှိရင်တော့ result ထွက်တယ်ပေါ့နော်အခုကျွန်တော်ပြောနေတဲ့ဒီကျွန်တော် DV စစ်တာပေါ့နော်ကျွန်တော် DV စစ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နက်ဖြန်ပေါ့နော်ကျွန်တော်တို့မေလ6ရက်နေ့ဒီအမေရိကအချိန်နဲ့ဆိုလို့ရှိရင်တော့ Eastern Time 12နာရီနေ့လယ်12နာရီပေါ့နော်ဆက်လို့ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့အနေနဲ့ဆိုလို့ရှိရင်တော့ည10နာရီခွဲပေါ့နော်မေလ6ရက်နေ့ဆိုလို့ရှိရင်ကျမတို့ဆက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ DV ထိုးတာကဘယ်လောက်ကုန်ကြမှာလဲပေါ့နော်ဆိုတော့0ပါဘယ်မှမကုန်ကြပါဘူး free ပါပဲဒါပေမဲ့ကျတော့ DV ပေါက်သွားခဲ့သည်ရှိတော့ကုန်ကျစရိတ်တွေကအဲ့နောက်ပိုင်းမှာလာမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးဒီ application တင်တာကတော့ဘာမှမကုန်ကြတဲ့အတွက်ကြောင့်မို့လို့ကျမကတော့ဒီ America ကိုလာဖို့စိတ်ကူးရှိရတဲ့သူတွေဆိုလို့ရှိရင်တော့ထိုးပါပေါ့နော်ကျမအကြံပြုချင်ပါတယ်ဒါပေမဲ့ဒီနောက်ပိုင်းဆိုလို့ရှိရင်တော့သူများတွေ service လေးရှိရပေါ့နော်DV ကိုမထိုးတတ်ဘူးဆိုလို့ရှိရင်သူ information လေးနဲ့ application တင်ပေးရမျိုးအဲ့လိုမျိုးဆိုရင်တော့ကိုကုန်ကြမှာပေါ့နော်ဒါပေမဲ့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ကိုဘာသာတင်မယ်ဆိုလို့ရှိရင်တော့ဘာမှကုန်ကြမှာမဟုတ်ပါဘူး DV ထိုးတာကမခတ်ပါဘူးကျမတို့ရဲ့ information လေးပဲဖြည့်ရတာပေါ့နော်ဆိုတော့ကျမတို့နာမည်ပါမယ်ကျမတို့လိပ်စာပြီးတော့ကျမတို့ email ပေါ့နော်ဒီစသဖြင့်ဒီအချက်လက်နည်းနည်းလေးပဲဖြည့်ရတာဆိုတော့ကျမတို့အရေးကြီးတာကကျမတို့မှာ email ရှိဖို့လိုအပ်ပါတယ်ကျမတို့ email password တွေမမေ့ဖို့တော့ကျမလိုရပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ဒီ DV ကိုကျမတို့ဖြည့်ရဲ့အခါမှာ submit လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ confirmation number ကြာလာပြီပေါ့အဲ့ confirmation number ကိုမှတ်မိဖို့လိုအပ်တယ်ပေါ့နော်မှတ်မိဖို့ဆိုတော့ကျမတို့မှတ်ထားပေါ့နော်တတိချာလေးဘာလို့လဲဆိုတော့မေ့သွားရင်ကျမတို့စစ်လို့မရဘူးဒါပေမဲ့စစ်လို့ရရင်နီးလန်းတော့ရှိရဲဒါပေမဲ့ email ပေါ့နော်အဲ့ဒါကြောင့်ပါအဲ့တော့ email ကအရေးကြီးတယ်လို့ကျမပြောချင်ပါတယ်ဆိုတော့ကျမစကားသိမများတော့ဘူးမြန်လေးသွားလိုက်ရအောင်အခုဆိုလို့ရှိရင်တော့ဗောနော်ဒီမြင်တွေ့နေရတဲ့ screen ကကြတော့ကျမအရင်နဲ့ DV ထိုးတော့က confirmation page ဖြစ်ပါတယ်ဆိုတော့တစ်ချက်လောက်ကြည့်ကြည့်ဗောနော်ဒါကကျမတို့ DV 2024အတွက်ဖြစ်တယ်ဗောနော်ပြီးလို့ရှိရင်ကျမတို့ဘယ်နေ့မှာထိုးခဲ့ရလဲဆိုလို့ရှိရင်ဒီမှာပါ Friday October 14ရက်နေ့ပေါ့နော်အောက်တိုဘာ14ရက်နေ့ဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျမတို့ဒီမှာပါတဲ့အချက်အလက်ကကျမတို့နာမည်ပါမယ်နာမည်ကသူကဘယ်လိုလာမလဲဆိုရင် last name အရင်လာမယ်ပြီးရင်တော့ common နဲ့ first name လာမယ်เนาะပြီးလို့ရှိရင်ကျမတို့ confirmation number ဒီ number ကအရင်အရေးကြီးပေါ့နော်ရှေ့မှာပြောခဲ့တယ်လို့ပဲသူကဒီခုနှစ်နဲ့စရပေါ့နော်ကျမဥမာ2023မှာထိုးမယ်ဆိုရင်2023ပြီးတော့အနောက်က alphabet တွေဖြစ်မယ်ပေါ့နော်အဲ့ number ကအရင်အရေးကြီးဘာလို့လဲဆိုတော့ကျမတို့ DV စစ်တဲ့ခါကျရင်အဲ့ number လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဲ့ number အရေးကြီးပါတယ်ပြီးတော့ကျမတို့မွေးရဲ့ခုနှစ်ပါမယ်နော်ပြီးလို့ရှင်ကျမတို့နောက်ဆုံးကတော့ digital signature ဆိုရဲခနဲ့ရှိပါမှာဖြစ်ပါတယ်ဆိုတော့ဒါကျမအကြံပြပြတာပေါ့နော်အဲ့တော့ဒီ page ရှိထားတဲ့သူတွေပေါ့နော်ဆိုလို့ရှင်ကျမတို့ဒါ PDF ဖြစ်ပါတယ် PDF file အောက်မှာဒီမှာတွေ့ရမယ်နဲ့တွေ့နော်ကျမချိန်ပါလိုက်မယ်ဆိုတော့ဒီ entrance status check ဆိုတာလေးရှိရပေါ့နော်အဲ့ဒါကိုကျမတို့နှိမ့်လိုက်တာနဲ့ကျမတို့စစ်လို့ရတဲ့ website ထဲကိုတစ်ခါတည်းပြသွားပေးရပေါ့နော်
ဒါကကျမတို့ confirmation ခုနကရိုက်ထားခဲ့တဲ့သူတွေအတွက်ပြောတာပေါ့နော်အကယ်၍အဲ့လိုမှမရိုက်ထားဘူးကို့မှာတော့ confirmation number ရှိထားတယ်ဆိုလို့ရှိရင်ကျမတို့ဘယ်ကိုသွားရမလဲဆိုလို့ရှိရင်ကျမတို့ dvprogram.state.gov ဖြစ်ပါတယ်အတူတူပဲနော်ကြည့်လိုက်ပါဒီ page နဲ့ခုနကတော့ page နဲ့ကအတူတူပါပဲဆိုတော့ကျမဒီ link ကိုလည်းကျမ description ထဲမှာထည့်ထားပေးမှာဖြစ်လို့စိတ်မပူပါနဲ့အဲ့ link ကိုတိုက်ရိုက်နှိပ်ပြီးတော့တောင်းလိုက်ပါတယ် Okay ဒီနှစ်ခွကတော့အတူတူပဲပေါ့နော်ဒါပေမဲ့ဒီ page ကကြတော့ဒီ page မရောက်ခင်ဥစ္စာဆိုတော့ကျမဒီ page ကိုအရင်ပြလိုက်ပါမယ်ဆိုတော့ thank you Okayဒီမှာ information နည်းနည်းလေးရှိရဆိုတော့လေနော်ကျမတို့ပြပြထားတဲ့အကြောင်းအရာကတော့ဒီကျမတို့စစ်မယ်ဒီ TV 2024ကကျမတို့ဒီအရင်နှစ်တုန်းကเนาะကျွန်မခုနပြောဖို့အောက်တိုဘာနဲ့ဒီအောက်တိုဘာမှာစရဲပြီးလို့ရှိရင်ဒီနိုဝင်ဘာမှာဆုံးတယ်အဲ့တုန်းကကျွန်တော်ထုတ်ခဲ့တဲ့သူတွေအတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့အခုချိန်မှာဆိုလို့ရှိရင်တော့ပိတ်သွားပြီအဲ့တော့ကျွန်တော်တို့ဒီ2024အတွက်စစ်ချင်တယ်ဆိုလို့ရှိရင်စစ်ချင်တယ်ဆိုတာ result ထမဲ့အချိန်ကကျွန်မခုနပြောခဲ့လို့ပဲမေလ6ရက် noon EDT Eastern Time ဖြစ်ပါတယ်မြန်မာအချိန်နဲ့ဆိုရင်တော့ည7:00နာရီခွဲပေါ့နော်ပြီးလို့ရှိရင်ကျမတို့ဒီ DV ကိုထိုးခဲ့တာကခုနအပေါ်ကအတိုင်းပဲပေါ့နော်အောက်တိုဘာ9ရက်မှာဖွင့်နေပြီးတော့နိုဝင်ဘာ10ရက်မှာပြန်ပိတ်ပါတယ်12နာရီနေ့လယ်12နာရီပေါ့နော်ဆိုတော့ကျမတို့ကအခုလောလောဆယ်မှာတော့စစ်လို့မရသေးဘူးပေါ့နော်2024အတွက်ဘာလို့လဲဆိုတော့အခုကမေလ6ရက်နေ့မရောက်သေးလို့ပေါ့နော်အခုလောလောဆယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ2023 DV အတွက်ပဲကျမတို့စစ်လို့ရမယ်တော့ဒီဘက်မှာအဲ့အကြောင်းပြောထားပါပေါ့နော်အဲ့တော့ကျမတို့ဒီ check status ကိုနှိပ်လိုက်တယ်ဆိုရင်ခုနတော့ကဒီ page နဲ့ website နဲ့အတူတူပဲပေါ့နော်ဒီမှာအတူတူပဲဆိုတော့အခုချိန်မှာတော့ကျမတို့ဆက်လို့မရသေးဘူးပေါ့နော်ဒါပေမဲ့ကျမ ready ဖြစ်အောင်လို့ကျမတို့စစ်ပါမယ်အဲ့တော့ကျမတို့ဘာလိုအပ်တယ်လဲဆိုလို့ရှိရင်ခုနတော့ကကျမစီမှာ confirmation page ရှိရเนาะအဲ့လိုရှိထားတဲ့သူတွေအတွက်ဆိုရှင် AC ပဲအဲ့လေးပြန်ဖြေးလိုက်ရုံပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျမတို့ရဲ့ဒီလျှောက်ထားတဲ့သူရဲ့ဒီ number လိုတယ်ပြီးလို့ရှိရင် last name first name အဲ့လိုမျိုးလိုတယ်ပြီးလို့ရှိရင်ကျမတို့ year of birth ပေါ့နော်ကျမတို့ရဲ့ခုနှစ်လိုပါတယ်ဆိုတော့ကျမတို့ continue လုပ်ကြည့်ရအောင်အဲ့လိုဆိုရင်ဒီလိုလေးတွေ့ရပါပြီเนาะOh sorry ပါကျမတို့ last name တစ်ခုပဲလိုတာပေါ့เนาะကျမ first name မှာထည့်ပြောလိုက်လို့ sorry ပါကျမ last name ဆိုတာကကျတော့ကျမဆိုလို့ရှိရင်ကျမမြန်မာတွေတော်တော်များများကျတော့ကျမတို့နောက်ဆုံးစာလုံးက last name ဖြစ်ယူရဘာလို့လဲဆိုကျမတို့မှာက first name last name တွေမရှိဘူးလေเนาะအဲ့တော့များတော့ဖြစ်ဆိုလို့ရှိရင်တော့ကျမတို့နောက်ဆုံးတစ်လုံးကိုပဲကျမတို့ last name ဖြစ်ထည့်တယ်ပေါ့နော်ဆိုတော့ကိုဒီရှေ့ application မှာဘယ်လိုဖြည့်ခဲ့လဲပေါ့အဲ့ဖြည့်ခဲ့တဲ့အတိုင်းပဲကျမတို့ပြန်ပြီးတော့ဖြည့်ရမှာဖြစ်တယ်အဲ့တော့ခုနကကျမပြောခဲ့လို့ web မှာဥဆုံး confirmation number ကဘာနဲ့စမလဲဆိုလို့ရှိရင်ကျမတို့ခုနှစ်နဲ့စမယ်ကျမတို့confirmation number ကဒီနှစ်နဲ့လိုက်တော့ခုနကပြောခဲ့လို့ပဲအဲ့ဆိုဒီတစ်နှစ်ကျမတို့2024အတွက်စမှာဆို2024ပြီးနောက်က number 4ဖြစ်မယ်ပေါ့နော်ကျမ number တော့ကျမမထည့်ပြတော့ဘူးပြီးလို့ရှိရင်တော့ကျမတို့ဒီမှာဆိုရင်တော့ဒီမှာ sorry လောဆယ်မှာတော့ဒီလို format ဖြစ်ရမှာမို့လို့เนาะ Okay ပြီးလို့ရှိရင်ကျမတို့ last name ဖြစ်တယ်ပေါ့ကျမနေလို့ဖြည့်ထားလိုက်ပါမယ်ပြီးရင်တော့ကျမတို့ခုနှစ်ပုံမှာ2000ပေါ့နော်ပြီးလို့ရှိရင်တော့ကျမတို့ဒီမှာပြထားတဲ့အတိုင်းအောက်မှာကြိုက်လိုက်ရုံပဲပေါ့နော်ဒီဟာဆိုရင် 6TW5 အဲ့လိုပဲပေါ့နော်ဒါ robot ဟုတ်မဟုတ်စစ်တာပေါ့နော်လို့မျိုးပြီးရင်ကျတော့ submit လုပ်လိုက်ရုံပါပဲကျမအခုဖြည့်ထားတဲ့ချက်လက်တွေကမားနေရဆိုတော့ကျမကတော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော် invalid တို့ပြီးတော့ကျမအပေါ်ဟာဖြည့်ရမှာဆိုရဲဟာမျိုးပဲဖြစ်နေမှာပေါ့နော်ဘာလို့လဲဆိုကျမအချက်လက်ကမာနေလို့ပေါ့ဒါပေမဲ့မနှက်ဖြန်ပေါ့နော်ဒီမေလ6ရက်နေ့ဆိုလို့ရှိရင်တော့ကျမတို့ကကြာလာမယ်တခုပေါ့နော်ကျမတို့ပေါက်သားခဲ့သည်ရှိတော့ကျမတို့ဒီ application ကပေါက်သွားပါတယ်ဗောနော်ကိုရီ recheck ခံရပါတယ်ဆိုရဲဟာမျိုးပါမယ်မပေါက်ခဲ့ဘူးဆိုလို့ရှိရင်လည်းမပေါက်ခဲ့ဘူးတော့အဲ့အောင်လည်းကျွန်မအခုဆက်ပြီးတော့ပြပါမယ်Okay အဲ့ဆိုရင်ကျွန်မဥပမာအနေနဲ့ပဲပြလိုက်မယ်ပေါ့နော်ဆိုတော့အကယ်၍ကိုရဲ့အချက်အလက်ခုနပြောခဲ့အချက်အလက်တွေတိုင်းမမှန်ကန်ဖြည့်ပြီးတော့ကို submit လုပ်လိုက်လို့ဒီလိုမျိုးလေးကြာလာမယ်ဆိုလို့ရှိရင်တော့ congratulations ပါဒါပေမဲ့ဒီဟာရတိုင်းပေါ့နော် visa ရမယ်လို့မဆိုလိုပါဘူး process တွေအများကြီးရှိပါသေးတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာလည်းသူအချက်လက်လေးပြထားပါလိမ့်မယ်ပေါ့နော်ဒါဥပမာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတွေ့ရင်တော့နည်းနည်းဝမ်းသာလို့ရပြီပေါ့နော်Okay ဒါကပေါက်တာခဲ့တဲ့သူတွေအတွက်ပေါ့နော်အကယ်၍မပေါက်ထားဘူးဆိုလို့ရှိရင်ဘယ်လိုပေါ်လာမလဲဆိုတာကိုပြပါမယ်Okay ဒီမှာမြင်တွေ့နေရတဲ့ဟာကတော့ကိုမရခဲ့ဘူးဆိုရင်တော့ဒီလိုလေးပေါ်လာမယ်ပေါ့နော်
based on the information provided the entry has not been selected ဆိုပြီးတော့ဒီလိုပေါ်လာလဲဘာမှဖြစ်ပါဘူးနောက်နေ့ဒီမှာဆက်ပြီးတော့ထိုးလို့ရတယ်ဆိုတော့ဒီ sum ရှိပေါ့နော်ဘာလို့လဲဆိုတော့ t လိုပဲနေနော်ဟုတ်တယ်မလားအဲ့တော့ okay ဒါကတော့ဘယ်လိုစစ်လို့ရလဲရွေးချက်ခံရရင်ဘယ်လိုပေါ်လာမလဲမရွေးချက်ခံလာဆိုလို့ရှိရင်ဘယ်လိုပေါ်လာမလဲဆိုတော့ပြပြပေးသွားဖြစ်ပါတယ်အကယ်၍မကိုက confirmation number ကိုမေ့သွားတယ်ပေါ့နော်ဆိုရင်ဘယ်လိုလုပ်မလဲဘာလို့ဆိုစစ်လို့မရအောင်လေနော်အဲ့တော့အဲ့အတွက်ကိုသွားပေးပါမယ်ရှင် okay ဒါကျွန်မအရှိပြန်ပြီးတော့ထပ်လိုက်မယ်နော်အဲ့တော့ဒါခုနကသွားတဲ့အစဝယ်ပြန်သွားနော်ပြီးလို့ရှင်ကျွန်မတို့ continue လုပ်မယ်အဲ့ဒီမှာကျွန်တော်တွေ့လာဒီမှာပထမအဆုံးမှာ forgot confirmation number နော်အဲ့အောင်ကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ်နေရမယ်ဆိုရင်ကျွန်တော်တို့စရွေးလို့ရပါပြီလောလောဆယ်ကတော့သူကဒီပထမအဆုံးကကျွန်တော်တို့လောလောဆယ်စစ်လို့ရတဲ့ဥစ္စာလေးပဲပြထားဆိုဒါပေမဲ့မီလာ6ရက်နေ့ဆိုရင်တော့2024လို့ပေါ့မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကိုစစ်ချင်တဲ့ခုနှစ်ကိုဒီမှာရိုက်ထည့်လို့ရပါတယ်အဲ့တော့ဘာတွေဖြည့်ရမလဲဘာတွေလိုအပ်မလဲပေါ့နော်ဆိုတော့ဒီမှာကတော့ကျမတို့ဒီ last name ကို first name ကိုလိုအပ်ပါတယ်အဲ့တော့ကျမတို့ဖြည့်ခဲ့တဲ့အတိုင်းပြန်ပြီးတော့ဖြည့်ရမှာဖြစ်ပါတယ် last name ကခုနပြောလို့နောက်ဆုံးနာမည်ဖြစ်တယ်နောက်ဆုံးတစ်လုံးဖြစ်တယ်first name ကတော့ပထမဦးဆုံးပေါ့နော်ဥပမာ3လုံးရှိရဆို3လုံးဖြစ်မယ်ပုံမှန်ဆိုတော့ middle name ကတော့တိတ်ပြီးတော့မထည့်ဘူးပေါ့နော်အဲကျမဆိုလို့ရှိရင်ဥပမာနာမည်နှလုံးရှိပထမတစ်လုံးက first name ဒုတိယတစ်လုံးက last name အဲ့လိုဒါကိုဖြည့်ခဲ့ပေါ်လို့မူတည်ပေါ့နော်ဒါကျမ first name last name နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြဖြစ်ပါတယ်ကဲမရှိဆိုလည်းမရှိကိုဖြည့်ခဲ့တဲ့လိုပဲပေါ့နော်အဲ့တော့ပြီးရင်တော့ကိုရဲဒီမှာတော့မွေးနေ့အတိအကျလည်းလိုမယ်ပေါ့နော်ကျမတို့ confirmation ခုနကတော့စစ်တဲ့ဟာမှာဆိုလို့ရှိထားရဲဆိုလို့ရှိရင်တော့ခုနှစ်ပဲဖြည့်ရတယ်ဒါပေမဲ့ဒီမှာဆိုရင်တော့ information ပို့ပြီးတော့ပြည့်စုံဖြည့်ရပါတယ်ပြီးတော့ကျမပြောခဲ့တယ်လို့ပဲ email address အရေးကြီးပါတယ်အဲ့တော့ email address ကိုလည်းပေါ့နော် password မမေ့ဖို့ကျမပြောချင်ပါတယ်ဘာလို့လဲဆိုတော့ email ပြန်ပြောပို့ပြီးမှလေနော်အဲ့တော့ကျမတို့ email address တီးဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်ဒါကခုနလိုပဲ robot home ဟုတ်ပြန်ပြီးတော့ authentication method တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့မျိုးတူပြန်ပြီးတော့ရိုက်ပေးလိုက်လို့ရှိရင်ရပါပြီအဲ့ဒါပြီးတော့လည်းကျွန်တော်တို့ submit လုပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်သူကပြန်ပြီးတော့ပို့လာပေးပါလိမ့်မယ်ဒါကတော့ဒီ confirmation number ကိုမေ့သွားတဲ့သူတို့မမှတ်ထားတဲ့သူတွေအတွက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမကနေပြီးတော့မှဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ DV ကိုဘယ်လိုမျိုးစစ်ရမလဲပေါ့နော်ဆိုတာကိုပြောပြပေးသွားခဲ့ရဖြစ်ပါတယ်ကျမပြောပြပေးသွားတာကိုနားလည်မယ်လို့လည်းထင်ပါတယ်အကယ်၍ machine learning တာတခုခုသိချင်တာရှိရဆိုလို့ရှိရင်လည်းကျမ comment box မှာရေးသွားပေးပါလို့ပြောချင်ပါတယ်ကျမပြောရတဲ့ထဲမှာတစုံတရာအမှားယွင်းပါသွားခဲ့လို့ရှိရင်လည်းခွင့်လွှတ်ပေးပါလို့အဲ့တော့အကယ်၍ DV ကိုထိုးလို့ပေါက်သွားခဲ့ဆိုလို့ရှိရင်လည်း congratulations ပါမပေါက်ခဲ့ဘူးဆိုလို့ရှိရင်ဘာဖြစ်ပါဘူးကျမတို့နောက်တဲ့ဒီမှာဆက်ပြီးတော့ထိုးလို့ရတည်ရဆိုတော့ဆက်ပြီးတော့ထိုးပါလို့ပြောချင်ပါတယ်အဲ့တော့အကယ်၍ DV ထိုးလို့ပေါက်သွားပြီဆိုလို့ရှိရင်တော့ process တွေကတော့အများကြီးလာမှာပေါ့နော်ဒါပေမဲ့ကိစ္စမရှိပါဘူးကျမတို့ဒီ online တွေမှာ resources တွေအများကြီးရှိပါတယ်ဆိုတော့ကျမတို့အဆင်ပြေမှာပါပေါ့နော်ပြောချင်ပါတယ်ဆိုတော့ကျွန်မဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်ရှင့် bye bye